လိလို့တကယ်တက်လား တကယ်တက်တာဗော ငါရှိရမြန်မာလိုပြောရင် ငါ transition ဘာသာပြန်ပေးမယ်ကျွန်တော်မှချစ်သူတယောက်ရှိ I have a lover အတိတ်ပဲဟာ I ဆိုတာကျွန်တော် has ဆိုတာရှိတယ် lover ဆိုတာချစ်သူ I have a lover ကျွန်တော်မှချစ်သူတယောက်ရှိပါတယ် မိုက်တယ်သူကလည်းသူကြတော့မစိုးဘူးကသူမရဲ့နာမည်ညိုညိုမြစ်လို့ခေါ်ပါတယ် Her name is brown high တော့ဘာကြီးတုံးဟာ brown ဆိုတာအညို high ဆိုတာအမြင့် brown high ညိုမြင့် သူမဟာကလစင်လေးလို့ချောပါတယ် She is the India elephant အတိတ်ပဲဟာ India ဆိုတာကလာ elephant ဆိုတာ sing India elephant ကလစင် ဟာသူမဟာပြင်းမနာမှနေပါတယ် တေးတော့ပေါ့လေ မပေါက်နဲ့ရှောက်အောင်ပြောသူမဟာပြင်းမနာမှနေပါတယ် ဟဲ့ရပြီ She lives the lazy non stop အတိတ်ပဲဟာ lazy ဆိုတာပြင်းတဲ့ non stop ဆိုတာမနာဘူး lazy non stop ပြင်းမနာ ဟာအဲ့ဒါမှန်းသိငါနေပြည်တော်ဘက်ကမေးပါ တက်ကုန်းဘက်ကနေပတ်ထွက်တာပေါ့ သူမရဲ့အဖေနဲ့အမေကကျွန်တော်နဲ့လုံးဝသဘောမတူပါ Father and mother is very စောင့်မြင်ကက် စောင့်မြစ်ကက်ကဘယ်ကပါလဲ ဒီလောက်မြင်ကက်မှာတော့ဘယ်သူကသဘောတူမှာ